ပန်းလိုင်အိမ်ယာထဲမှာရှိတဲ့ဒါအဝေမြစ်တာ flare မှာကျွန်တော်နဲ့အမေ2ယောက်သား Kiss by Fire ဆိုတဲ့လုံးဝကောက်ရုံးနဲ့တင်းတင်းလေးနဲ့ signature menu လေးတွေကိုစားခဲ့တယ်။ဆိုင်ကအဝင်ထဲက wine လေးတွေကိုတန်းစီပြီးတော့ထားတော်တော်လေးမိုက်တယ်။ဆိုင်ပြင်ဆင်ကလည်းတော်တော်လေး fine တယ်။ flare မှာသုံးတဲ့ color theme တွေလည်းတဘောကြတယ်ပြီးတော့နောက်ထပ်သူက outdoor မှာလည်းထိုင်လို့ရတယ်လို့ private အခန်းတွေပါသူတို့မှာရှိတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ပေါ့။သူတို့ရဲ့ select ကလည်းတော်တော်လေးကိုမှစားလို့ကောင်းတာပြီးတော့သူတို့ရဲ့ signature ဟင်းတွေကိုမှလုံးဝကောက်ရုံးနဲ့လေးတင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့ကျွန်တော်တို့ live ဒီမှာလုပ်နေတာကိုကြည့်လို့ရတယ်ပေါ့ဘာမှမဆိုင်မြင်ပူတာအိုတောင်တတိယသွားလို့ပဲ main menu တွေပြီးတော့ကျွန်တော်တို့လာချပေးတယ် pork belly ကလည်းလုံးဝသူ့ရဲ့အချင်းလင်းတော်တော်လေးစားလို့ကောင်းတယ်ပြီးတော့ဒါ signature ဘဲတာအောင်မှလုံးဝ sauce ကသူတို့ရှင်းပြမှာလုံးဝ coffee နဲ့လှုပ်ထားမှန်းသိရပေါ့ကျွန်တော်တို့ကတားမီ2ယောက်ထဲမှာမှာတာတွေတော့တော်တော်လေးတော့များသွားတယ်မစားခင်အရင်စုတောင်းနေပေါ့ပြီးတာနဲ့ light ထည့်ပေးပြီးတော့ကျွန်တော်တို့ရဲ့ဒါနေ့လေစာအဝေမြစ်တာရဲ့ flare မှာလုံးဝစိမ့်ပြင်းနှပြေတာမီ2ယောက်တည်း3ဆောင်ကြတာပေါ့ဟင်းပွဲတပွဲစီတိုင်းရဲ့အရသာတွေကလုံးဝပြောစရာမလိုကျွန်တော်အကြိုက်တာ mushroom soup လည်းတော်တော်လေးတဘောကြတယ်ဆိုတော့ flare ရဲ့ signature menu တွေကိုတွား try ကြည့်စေချင်တယ်နောက်ဆုံးပိတ်ကတော့သူတို့ရဲ့ homemade ဒါ ice cream လုံးဝအရန်ကောင်းတယ်အဲ့လေးနဲ့ပိတ်လိုက်တယ်ပေါ့